2026 ဇူလိုင်လ 30 ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ရွှေညောင်မြို့မှာဈေးဝယ်သူကဂျပန်ကားပစ္စည်းဆိုင်ရှင်လင်မယားကိုမကျေနပ်တာကြောင့်ဓာတ်နဲ့ထိုးတက်ခဲ့တဲ့အမှုဖြစ်ပွားခဲ့ရာလင်မယား2ယောက်စလုံးသေဆုံးသွားခဲ့ရပါတယ်။ဖြစ်စဉ်ဟာဇူလိုင်လ 30 ရက်နေ့မနက်8 နာရီခွဲအချိန်ခန့်ကတောင်ကြီးမြို့နယ်ရွှေညောင်မြို့ဒနာသိတ္တိရပ်ကွက်နယ်မြေနှင့်နိဗ္ဗာန်လမ်းအိမ်အမှတ်81မှာဂျပန်ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့ကားအဖို့ပစ္စည်းအယောင်းဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးပိုင်ရှင်ဦးခင်မောင်ညိုအသက်58နှစ်နဲ့ဒေါ်ရင်ရင်ဦးအသက်58နှစ်တို့လင်မယား2ယောက်စလုံးကိုရွှေညောင်မြို့မင်္ဂလာဗဟိုရပ်ကွက်နယ်မြေနှင့်မှာနေထိုင်သူအသက်20အရွယ်တန့်စင်ဖြိုးဆိုသူကဓာတ်နဲ့ထိုးကဒူးစင်နဲ့ရိုက်တက်ခဲ့ခြင်းဖြစ်ပါတယ်ထို့လောက်ရကြောင်းစိုင်ပိုင်ရှင်ရဲ့ဇနီးဖြစ်သူဒေါ်ရင်ရင်ဦးမှာလယ်ပင်ဝဲဘက်ထိုးသွင်းဒဏ်ရာ3ချက်ဝဲပကုံထိုးသွင်းဒဏ်ရာ1ချက်စိုးရိမ်ရနဲ့စိုင်ပိုင်ရှင်ဦးခင်မောင်ညိုမှာနှစ်ဖူးပေါက်ပြဲဒဏ်ရာ1ချက်ရမျက်လုံးအောက်ပြက်ရှဒဏ်ရာ1ချက်ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ1ချက်လယ်ပင်ထိုးသွင်းဒဏ်ရာ1ချက်စိုးရိမ်ရတို့ရရှိခဲ့ပြီးမနက်8:45 မိနစ်မှာရဲစည်းစာဖြင့်ဒေသခံလူမှုရေးအသင်းတွေကရွှေညောင်တိုက်နယ်စေယုံကိုပို့ဆောင်နေစဉ်ဇနီးဖြစ်သူကလမ်းမတင်သေဆုံးသွားသဖြင့်အလောင်းကို8:55 မိနစ်အချိန်မှာတောင်ကြီးဆက်ဆန်ထိုးစေယုံကိုဆက်လက်ပို့ဆောင်ပေးခဲ့ရပါတယ်။သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့17 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။ခင်မွန်းဖြစ်သူဦးခင်မောင်ညိုမှာလည်းဆေးရုံတွင်အရေးပေါ်ကုသမှုခံယူနေခြင်းမှာပဲတည်ဆုံးသွားခဲ့ရပါတယ်။ဆုံးမသွားတဲ့ဦးခင်မောင်ညိုခေါ်ဦးဖိုးတုံးရဲ့အခြေအနေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦးကည8 နာရီကျော်လောက်မှာဆုံးသွားတာပါ။မိသားစုလူနာဆောင်အနီးကလည်းမပါဘူး။ဘေးကအသိမိတ်ဆွေ3ဦးပဲရှိတယ်။ဘေးမှာအကာအရံတွေထားပြီးကုနေရကြတဲ့ကအရေးပေါ်အခြေအနေဆိုတာရိပ်မိပါတယ်။မျက်စိတွေပိတ်နေအောင်ဖူးရောက်နေပြီးခေါင်းလဲပတိအထက်ထက်လက်ဘေးနဲ့လက်တွေမှာလည်းပြက်ရှဒဏ်ရာတွေနဲ့ပွားနေတာပဲလို့ဆိုပါတယ်အဆိုပါအမှုမှကျူးလွန်သူကိုဖမ်းဆီးရမိနိုင်ရန်အတွက်အနီးနားပတ်ဝန်းကျင်နေအိမ်များကိုလိုက်လံစုံစမ်းခဲ့ရာ CCTV မှတ်တမ်းအရဈေးဆိုင်အတွင်းကိုအင်ကြီးအနက်ဘောင်းမီအနက်ဝစ်ဆင်ထားတဲ့အသက်20ခန့်အရွယ်အမျိုးသားတဦးရွှေညောင်ပြည်တော်စုလမ်းမဘက်မှရတနာလမ်းအတိုင်းလျှောက်လာပြီးနိဗ္ဗာန်လမ်းဆောင်အားကျော်ကနောက်တော့ပြန်လျှောက်လာပြီးနိဗ္ဗာန်လမ်းအတွင်သို့ချိုးခွင့်ဝင်ရောက်ကမျက်နှာအားမတ်တက်ကဂျပန်ကားအဖို့ပစ္စည်းအယောင်းဆိုင်အတွင်ကိုဝင်ရောက်သွားပြီးပြန်ထွက်လာခြင်းမရှိတာကိုတွေ့ရှိခဲ့ရပါတယ်ဒါကြောင့်အခင်းဖြစ်ရာနေအိမ်နဲ့အနီးပတ်ဝန်းကျင်နေအိမ်များအားစ조사အားထုတ်ပြီးအသေးစိတ်လိုက်လံစုံစမ်းရာမနက်9:05 မိနစ်အချိန်တွင်အခင်းဖြစ်နေအိမ်မြောက်ဘက်တစ်ချမ်းကျော်အောက်ထပ်ထုတ်တန်းမှာပုံအောင်နေတဲ့ကျူးလွန်သူအသက်20အရွယ်တန့်စင်ဖြိုးဘဦးတန်းစောမိဒေါ်ရေးခိုင်နေမျိုးထက်ကားဝက်လျှော့မင်္ဂလာရွှေဗဟိုရက်ကွက်နယ်မြေနှစ်နေသူကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်ဖမ်းဆီးရမိသူတန့်စင်ဖြိုးကိုစစ်ဆေးမေးမြန်းခဲ့ရာသူဟာလွန်ခဲ့တဲ့2ရက်ကကားပစ္စည်းအဝယ်မှားခဲ့ရာပြန်လဲဖို့လုပ်ပင်မဲ့အလဲမခံမဲ့စကားတင်းတင်းမာမာဆိုကြောင်းထိုအခါတန့်စင်ဖြိုးကကားပိုပစ္စည်းဝယ်ယူရမှာဈေးကြီးပေးဝယ်တာမှုပြန်လဲပေးတင်ကြောင်းပြောဆိုရမှာစကားများတဲ့ကိစ္စအပေါ်မကျေနပ်တာကြောင့်သူ့မှာအသင့်ပါလာတဲ့အယိုးအသွားရှစ်လက်မခန့်ရှိထားနဲ့လေဖြတ်ဝေဒနာကိုခံစားနေရသူဒေါ်ရင်ရင်ဦးအားဓာတ်ဖြင့်၄ချက်ထိုးခဲ့ပြီးစိုင်ပိုင်ရှင်ဦးခင်မောင်ညိုရောက်ရှိလာရာဓာတ်ဖြင့်လှမ်းထိုးခြင်းဦးခင်မောင်ညိုမှပြန်လဲခုခံတာကြောင့်ဓာတ်မှကွေးခောက်သွားခဲ့ကြောင်းဒါကြောင့်အနာကအရှိရှစ်လက်မခန့်လုံးပတ်တလက်မခန့်ရှိကားအဖို့ပစ္စည်းကားတူးစစ်နဲ့ဦးကောင်ဝါရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုပါတယ်ဖြစ်စဉ်ကိုကိုယ်တိုင်မြင်တွေ့ခဲ့ရသူဒေသခံတဦးကသူကဒေါ်ဦးကိုပဲလှုပ်ဖို့လာတာဒါကြောင့်ဦးလေးမရှိတဲ့အချိန်ရွေးလာတာဦးလေးကကလေးချောင်းပို့ပြီးအပြန်အပေါက်ဝမှာတွေ့လို့ဦးလေးကိုပါလှုပ်ပြီးပြေးသွားတာဓာတ်နဲ့ထိုးသွားတဲ့ကောင်လေးကိုဒီနေ့ပဲအဲ့ဒီလမ်းထဲမှာဖမ်းမိတယ်ရဲစခန်းကစစ်တော့လွန်ခဲ့တဲ့2ရက်ကဈေးလာဝယ်ရင်ဈေးကြီးချောင်းပြောရကနေစကားအခြေအတင်ဖြစ်တာကိုမကျေနပ်လို့ဓာတ်နဲ့ဖြည့်ရှင်းလိုက်တာလို့ဝန်ခံထားတယ်လူတက်မှုဖြစ်တော့တလန်းလုံးလူအပြည့်ပဲအုံခဲနေတာဓာတ်နဲ့ထိုးတဲ့ကောင်လေးကဝက်ရှော့လုပ်ငန်းလုပ်တာလို့ဆိုပါတယ်တာဝန်ရှိသူတဦးကကျူးလွန်သူကိုတက်တဲ့ခံဓာတ်နဲ့ရိုက်တဲ့ကားတူးစစ်နဲ့အတူဖမ်းမိထားပါတယ်အမှုလည်းဖွင့်ထားပါတယ်သူကဒီမှာအလုပ်လုပ်နေတာ3နှစ်လောက်ရှိပြီးကားဝက်ရှော့ဆိုင်မှာအလုပ်လုပ်တယ်ကားပစ္စည်းရောင်းသူနဲ့စကားများတယ်အဲ့ဒါကိုမကျေနပ်လို့လုပ်တာပါလို့ဆိုပါတယ်အဆိုပါအမှုမှာကားအဖို့ပစ္စည်းဆိုင်ပိုင်ရှင်လင်မယား2ဦးကိုဓာတ်ပြစ်ထိုးတက်ခဲ့သူတန့်စင်ဖြိုးဟာပြစ်မှုကျူးလွန်ရမှာအသုံးပြုခဲ့တဲ့အသွားရှစ်လက်မှအနက်တလက်မခန့်ရှိဓာတ်တစ်ချောင်းနဲ့အတူကားအဖို့ပစ္စည်းဒူးစစ်တို့ကိုတက်တဲ့ခံပစ္စည်းအဖြစ်တင်စီခဲ့ပြီးရွှေညောင်မြို့မရဲစခန်းတွင်ရဲစတက်ကြီးပုံမှ332/326
ယောက်ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမတူညီတဲ့ရှုထောင့်ကရှုမြင်တတ်ကြတဲ့သူတွေကတော့စကားများတဲ့ဆိုယုံနဲ့လေပြစ်ထားတဲ့အဖွားကြီးကိုတတ်တယ်ဆိုတာယုံဖို့ခက်တယ်တကယ်ကအဖွားကြီးကိုတတ်ပြီးဝင်တဲ့ပစ္စည်းလူမလို့အဖိုးကြီးကရောက်လာတာဖြစ်ဖို့များတယ်အဲ့လောက်လေးနဲ့လူ2ယောက်တတ်တယ်ဆိုတာမဖြစ်နိုင်ဘူးလောက်ကြံခိုင်းတာဖြစ်လိမ့်မယ်ဟိုကောင်ကလည်းလူငိမ့်မျောပြီးကြေးစားဝင်ယူပြီးတတ်တာထင်တယ်လို့ဆိုကြပါတယ်အခြားသော online သုံးစွဲသူတွေကလည်းတချို့စကားလုံးနဲ့ပြောခံရတာကဓာတ်နဲ့ထိုးတာထက်နာတယ်အဲ့ဒါကိုမခံချင်ဖြစ်သွားတာနေမှာတွေးလိနာလေးဖြစ်ပြီးဒေါသအလျောက်လုံးမိတာနေမှာပါတကယ်တော့စိတ်ထိန်နိုင်ရင်မဖြစ်သင့်တာမဖြစ်ပါဘူးအဲ့လိုတက်လိုက်တာထက်အဲ့ဆိုင်ကိုမဝယ်ဘဲနေတာအကောင်းဆုံးပါလူငယ်ဆိုတော့ဒေါသရှည်တန်းတင်မိတယ်ထင်တယ်အဲ့ဆိုင်ကလည်းအဲ့ဆိုင်မဲလေဝယ်ပူတဲ့သူတိုင်းသိပါတယ်ရွှေညောင်မှာဂျပန်ပစ္စည်းဆိုလို့အဲ့ဆိုင်မဲရတာဆိုတော့စစ်ဆိုင်ရေးကလိုအပ်ချက်အကြီးကြီးရှိနေတာတော့အမှန်ပဲဒီလိုလက်ရဆက်ရဲလောက်လာတာကတရားဥပဒေရော့ရဲလာတာရဲ့ပြရုပ်ပဲဒီလိုလူတက်မှုမျိုးကိုဝါနဲ့ကိုကန်တရားစီရင်ရေးကိုကြိုက်တယ်အဲ့စနစ်ကဘယ်ကလာလဲဆိုတော့တရုတ်ကိုဓာတ်ရိုက်ကူးချတာလူလဲကောင်မှပြပြီးတရားစီရင်တဲ့စနစ်ဒါကိုမြင်ပြီးနောက်လူတွေလက်တွန့်သွားအောင်လုပ်ရတာမျိုးလို့ဆိုကြပါတယ်